Hello everyone, welcome to Little Data Scientist. Data ဆိုတာအရှင်တို့ကဒီတော်တော်များများနားလည်ထားကြတာတော့ Excel နဲ့ဖြည့်ထားတယ် table form နဲ့ရေးထားတယ်ဒီအချက်အလက်တွေပေါ့နော်ဒါတွေကိုတော့ data ဆိုပြီးတော့အားလုံးသိထားပြီးသားဖြစ်ပါတယ်တကယ်တမ်းတော့ပေါ့နော်ဒီ data တွေမကဘဲနေပေါ့နော်အမားတို့နေ့စဉ်အသုံးပြုနေတဲ့ဒီ Facebook မှာပုံလေးတွေတင်မယ်စာလေးတွေတင်မယ်ပြီးတော့ကိုယ့်ရဲ့တကယ်ချင်းတွေကို message တွေမှာ text message တွေပြီးတော့ audio file လေးတွေ video လေးတွေအဲ့လိုလေးပို့ကြရပေါ့နော်အဲ့လိုကိုနေ့စဉ်အသုံးပြုနေတဲ့ဓာတ်ပုံတွေစာတွေ video file တွေ audio file တွေဒါတွေအားလုံးကလည်း data ပဲဖြစ်ပါတယ်အမားတို့ technical terms မှာတော့ data ကို2မျိုးခွဲလိုက်တယ်ပေါ့နော်စောစောပြောပြခဲ့တဲ့ပုံလေးစာတွေ video file တွေ audio file တွေဒီလို data တွေကိုတော့ unstructured data လို့ခေါ်ပါတယ်အရင်တော့သိထားခဲ့တဲ့ Excel ဒီ file တွေဒီ CSV format နဲ့ဖြည့်ထားတဲ့ဒီ table format နဲ့ဖြည့်ထားတဲ့ data တွေဆိုလို့ရှိရင်တော့ structured data လို့ခေါ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ data မှာအကုန်လုံးပါဝင်နေဆိုတာကိုသိသွားပြီပေါ့နော်။ဒီ data တွေကနေတစ်ဆင့်ပေါ့နော်အမားတို့က analysis လုပ်ပြီးတော့မှဒီ data တွေကဘာတွေပဲအချက်အလက်တွေဘယ်လိုမျိုး information တွေကိုညွှန်ပြနေတယ်လဲဘယ်လိုမျိုးbusiness insights တွေပေးနေတယ်လဲဆိုတဲ့ဟာတွေကိုအမားတို့ကဖော်ထုတ်ပေးတာမျိုးဖြစ်ပါတယ်ဆိုတော့ကိုဆုံးဖြတ်ပေးလိုက်တဲ့ business insights တွေကမှန်ကန်ဖို့အတွက်ဆိုလို့ရှိရင်အဓိကအခြေခံအကျဆုံးဖြစ်တဲ့ data ကတိကျမှန်ကန်ဖို့ကအရေးကြီးပါတယ်နောက်ထပ်နေ့ဆက်ပြခြင်းတဲ့ terms တစ်ခုကတော့ big data လို့ခေါ်ပါတယ်သူကတော့ကို analysis လုပ်ရမယ့် data ကို 5V လို့ခေါ်ရဲပေါ့နော် volume veracity variety velocity value ဆိုတဲ့ဒီအချက်တွေပေါ်မှာမူတည်ပြီးတော့တော့ big data လို့သတ်မှတ်တာပေါ့နော်ဥပမာပြောရရင်ကို analysis လုပ်မယ့် data ရဲ့ volume က terabyte level ထဲပုံများနေဆိုရင်ဒီပမာဏများတဲ့ data တွေကို big data လို့သတ်မှတ်လိုက်ပါတယ်နောက် velocity အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းတချို့ data တွေကဥပမာဒီရာသီဥတုနဲ့ပတ်သက်တဲ့ data တွေဆိုလို့ရှိရင် humidity temperature စတဲ့ဒီကိန်းဂဏန်းတွေကကြတော့နိုင်ဝက်တနာရီလောက်ကိုပေါ့နော်ဒီ second နဲ့အများအချိန်နဲ့အများဒါပြောင်းလဲနေတဲ့ data တွေဖြစ်ပါတယ်နောက်ထပ် stock ဈေးနှုန်းတွေပေါ့နော်ဒါဆိုရင်ဒါအချိန်နဲ့အများပြောင်းလဲနေတဲ့ data တွေနောက်ဒီ bank transaction တွေပေါ့အဲ့တော့ဒီအချိန်တွေအတွင်းချင်းတို့ဒီမှာလို့ရပြီးအများကြီးက transaction တွေကိုပြုလုပ်ကြရဆိုတော့အဲ့လိုမျိုးဒီအချိန်နဲ့အများပြောင်းလဲနေတဲ့ data တွေကိုကိုက analysis လုပ်ရမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုး data ကို big data လို့သတ်မှတ်ပါတယ်နောက်တစ်ခုက types of data ပေါ့နော်ကို analysis လုပ်ရမယ့် data က structured data တွေကိုဆိုတော့ပြန်လို့ဒီပုံလေးစာတွေ demographics တွေအဲ့လိုမျိုးဒီ unstructured data တွေပါရောနေတဲ့ data type မျိုးဆိုလို့ရှိရင်တော့big data လို့သတ်မှတ်ပါတယ်ဘာကြောင့်မလို့ big data လို့သတ်မှတ်လို့ရလဲဆိုလို့ရှိရင်တော့ analysis လုပ်တဲ့အခါမှာဒီ tools တွေ techniques တွေကအခြားဘက်လို့ပဲဖြစ်ပါတယ်ပုံမှန်ဒီ data တစ်ခုကိုတော့အမှားတို့က Excel လို့ SQL လို့သုံးပြီးတော့ analysis လုပ်လေးရှိကြတယ်ပေါ့နော်ဒါပေမဲ့ big data ပုံစံမျိုးဆိုလို့ရှိရင် data ကလည်းပို့ပြီးတော့မှဒါအရေးကြီးတဲ့ data တွေပမာဏများလို့တဲ့ data တွေဖြစ်တဲ့အတွက်ကြောင့်လို့ဒီလို data တွေဆိုလို့ရှိရင်တော့ HDFS တို့ Spark တို့အဲ့လိုမျိုး different tools တွေ techniques တွေကိုသုံးပြီးတော့မှ analysis လုပ်ရတာပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာတော့ data science မှာအခြေခံအကျဆုံးဖြစ်တဲ့ data ဆိုတာဘာလဲဆိုတဲ့ဒီသဘောတရားလေးကနေစပြီးတော့နားလည်သွားရင်ထင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်း data science နဲ့ပတ်သက်ပြီးတော့ tips တွေ knowledge တွေကိုအမှန်တကယ် share လုပ်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လုပ်ထားပေးပါဦးနော်။